မင်္ဂလာပါဒီနေ့ကျွန်တော် Facebook မှာသုံးနေတဲ့ကျွန်တော် link ကိုယ့်ရဲ့ကိုယ်ပိုင် link ပေါ့နော်ကျွန်တော်ဟိုပါပေါ့ဥပမာကျွန်တော် Facebook တို့ TikTok တို့ YouTube တို့ကျွန်တော်သုံးနေတဲ့ channel တွေအကုန်လုံးကိုဒီမှာတစုတစည်းတည်းစုထားတဲ့ link ပေါ့နော်ဒီလိုဟာလေးကိုဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်မျှဝေပေးမယ်နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ဒါဒီလိုမျိုးလေးပေါ့နော်ဒါကိုယ့်ရဲ့ပုံနဲ့ဒါကိုယ့်ရဲ့အကြောင်းအရာနဲ့ဒါကိုယ့်ကိုဆက်သွယ်လို့ရမယ်နေရာတွေပေါ့နော်ဒီမှာ Instagram တို့ TikTok တို့ Facebook တို့ email တို့နော် YouTube တို့နော်အကုန်လုံးကိုယ်ဆက်သွယ်လို့ရမယ့်အားတွေကိုကျွန်တော်တစုတစည်းတည်းထည့်ပြီးတော့ကျွန်တော် link တစ်ခုဖန်တီးထားတာပေါ့နော်အဲ့ဒါကိုဘယ်လိုလုပ်လဲဆိုတော့ဒီနေ့လာပြီးမျှဝေပေးမယ်နော်ဒါလူတိုင်းသုံးသင့်တယ်ပေါ့နော်ကျွန်တော် social media လုပ်ငန်းလုပ်တဲ့လူဖြစ်သုံးနေတဲ့လူမှန်သမျှဒါလေးကိုကျွန်တော်တို့အလွယ်တကူဆက်သွယ်လို့ရအောင်ကိုယ့်ရဲ့ audience တွေအလွယ်တကူဆက်သွယ်လို့ရအောင်ဒီလိုဟာလေးကိုလုပ်ထားတင်တယ်ပေါ့နော်ဒါဘယ်လိုလုပ်လဲဆိုတော့ကျွန်တော်ဒီနေ့မျှဝေပေးမယ်ပြန်ထွက်လိုက်မယ်နော်ကျွန်တော်တို့ကဒီ Chrome နဲ့ဝင်လိုက်နော် Chrome နဲ့မှာဒီ Chrome နဲ့ဝင်လိုက်သူကဘာ software မှာ down စရာမလိုဘူးเนาะကျွန်တော်ဒီ website ထဲကနေပဲဒီ link လေးကိုတိစောက်ရတာဒီမှာကျွန်တော်က cut ရေးထားပြီးသားเนาะဒီမှာ CARRT cut เนาะဒီဟာလေးကိုနှိပ်လိုက်เนาะတကယ်လို့ကိုကမရှိသေးရင်ရိုက်လိုက်ပါเนาะဒီမှာ CARRT cut ဆိုရပြီเนาะ cut ဆိုရင်ဒီပေါ်လာလိမ့်မယ် cutသူကဒီမှာ template တွေရွေးခိုင်းတယ်ပေါ့နော် choose template ကိုကြိုက်တဲ့ဟာရွေးပေါ့ဒါပေမဲ့ဒီစာတန်းပြတဲ့ premium ကတော့ပတ်စံပေးရတယ်ပေါ့နော် charge လုပ်တယ်ကျန်တဲ့ဟာတွေကတော့ charge မလုပ်ဘူးပေါ့နော် sorry ဒီဟာမရွေးကျွန်တော်လုပ်ထားတဲ့ဟာလေးနမူနာပြမယ်နော်ဒီဟာလေးရွေးလိုက်မယ် selectဒါဆိုရင်ခုနဒီမှာအရင်ဆုံးဘာလုပ်ရမလဲဆိုဓာတ်ပုံထည့်ရမယ်နော်ဒီမှာကိုယ့်ရဲ့ဓာတ်ပုံထည့်မယ်ဒါလေးကိုနှိပ်လိုက်မယ်နော်နှိပ်လိုက်ရင်ဒီမှာ app လို့ဓာတ်ပုံထည့်ခိုင်းတာကျွန်တော်ဒါကိုတစ်ချက်ထပ်နှိပ်ဒီထဲမှာကိုယ့်ရဲ့ဖုန်း gallery ထဲကိုရောက်သွားမှာနော်ဒီထဲမှာပုံတစ်ပုံရွေးလိုက်မယ်နော်ပြီးရင် dam ကိုနှိပ်လိုက်ရင်သူကဒီထဲမှာပုံလာထည့်ပြီးရနော်အဲ့မှာကိုကခြိုက်တယ်လို့ရွှေ့လိုက်ပေါ့ပြီးရင်ဒီအမှတ်လေးကိုချက်လိုက်နော်ချက်လိုက်ရင်ကိုယ့်ရဲ့ပုံကိုဒီမှာထည့်ပေးလိုက်နော်ဒီမှာ title တော့ဒါဓာတ်ပုံရဲ့ title ပေါ့နော်ဓာတ်ပုံရဲ့ title ဓာတ်ပုံ title ပါရေးမယ်ကိုယ့်နာမည်ရေးလိုက်လည်းရတယ်နော်ဘာမှဖြစ်ဘူးပြီး alternate text photo ပေါ့ဒါမှမထည့်လည်းရတယ်နော်ဘာမှဖြစ်ဘူးပြီး done ကိုနှိပ်လိုက်ဒါလေးကိုနှိပ်လိုက်နော်ဒါလေးပြီးသွားပြီဆိုရင် title ပြီးသွားရင် done ကိုနှိပ်လိုက်ဒါဆိုကိုယ့်ရဲ့ပုံလေးဒီမှာရောက်လာပြီเนาะဒီမှာရောက်လာပြီးရင်ဒီမှာစာရည်ဒီစာတွေကိုပြင်လို့ရတယ်เนาะဒီမှာနှိပ်ပြီးသွားရင်ဒီစာကိုဖြတ်လိုက်ပါเนาะဘာစာကိုဖြတ်လိုက်ကိုယ့်ရဲ့နာမည်ရေးလိုက်ဒါဆိုရပြီเนาะပြီးလို့ရှိရင်အောက်မှာ dam ရှိတယ်ဒါလေးတစ်ချက်နှိပ်လိုက်ဒါဆိုဒီမှာနာမည်ကိုယ့်ရဲ့နာမည်ထည့်လိုက်ပြီเนาะပြီးရင်ဒီအောက်ကစာတန်းကိုပြောင်းမယ်ချက်နှိပ်လိုက်ဒီမှာစာတန်းတွေပေါ်လာပြီဒါကိုဖြောက်လိုက်ပြီးရင်ကိုကြိုက်တာရေးเนาะမြန်မာလိုရေးလဲရတယ်ကျွန်တော်ကဆက်သွယ်ပါကျွန်တော်ကတော့မြန်မာလိုရေးလိုက်တယ်เนาะကျွန်တော်ကဆက်သွယ်ရဒါဆိုရပြီเนาะကိုကြိုက်တာကြီးပေါ့เนาะဘာမှမဖြစ်ဘူးเนาะပြီး dam လို့နှိပ်လိုက်ဒါဒီမှာကျွန်တော်ကဆက်သွယ်ရတရားဝင်เนาะပြီးလို့ရှိရင်ဒီမှာ add title ဆိုရင်ဒီမှာ Instagram ရှိ Instagram ထည့် TikTok ဒီမှာဆို TikTok ထည့်ရမယ်เนาะကိုထည့်ရလွယ်လွယ်လေးပဲเนาะဒါကိုတစ်ချက်ဖိလိုက်เนาะဒါလေးကိုတစ်ချက်ထောက်လိုက်ရင်ဒီမှာသူကပြရเนาะကိုဘယ်ထဲမှာထည့်ခြင်းလဲဒါ TikTok တွေမှာထည့်ခြင်းလဲကိုယ့်ရဲ့ link ကိုဒီနေရာမှာ TikTok နေရာမှာလာထည့်ရမယ်เนาะ
ဒါလေးကိုတစ်ချက်နှိပ်လိုက် TikTok နေရာမှာဒီမှာတိုက်တယ်ရေးမယ်တိုက်တယ်ကလည်း TikTok ကိုရေးလိုက်ရတယ်နော်ဘာမှမဖြစ်ဘူးနော် DIK စာလေးဖြတ်လိုက် sorry DIK TikTok နော် TikTok ရေးလိုက်ဒီမှာ icon TikTok ဒီနေရာမှာကိုယ့်ရဲ့ TikTok link ကိုလာထည့်ရမှာနော်ဒါဆိုကျွန်တော်တို့က TikTok ကိုယ့်ရဲ့ TikTok ကိုသွားလိုက်နော်အရင်ဆုံးဒီဟာလေးနဲ့ထွက်လိုက်၃ကြောင်းနဲ့ထွက်လိုက်ပြီးရင်ဒီအလေ၄တော့လေးနှိပ်လိုက်ပြီးရင်ကိုယ့်ရဲ့ TikTok ကိုသွားမယ်နော်ကိုယ့်ရဲ့ TikTok မှာ link သွားယူမယ်နော်ဒါကိုယ့်ရဲ့ TikTok ကိုဖွင့်လိုက်ဒီကိုယ့်ရဲ့ profile ကိုသွားလိုက်ပါနော်ကိုယ့်ရဲ့ profile ကိုသွားမယ်ကိုယ့် profile ရောက်ရင်ဒီမှာ link ကူးမယ်နော် TikTok ရဲ့ link ကိုကူးရမယ်ကြောက်ဒီမှာကိုယ့်ရဲ့ TikTok link ကဒီထဲမှာရှိတယ်နော်ဒီဟာလေးကိုတစ်ချက်နှိပ်လိုက်နော်ဒီမြားလေးနော်မြားလေးကိုတစ်ချက်နှိပ်လိုက်ဒီမှာ TikTok link ကျလာတယ်ဒီဟာ copy လုပ်ရမှာနော်ဒီ link ကို copy လုပ်လိုက်ဒီနေရာကိုနှိပ်လိုက်ဒါဆိုရင်သူက copy လုပ်ရတယ်နော်အဲဆိုရင်ခုနဟိုလုပ်တဲ့နေရာကိုပြန်သွားလိုက်နော် Chrome နဲ့ဒီရောက်ပြန်ရောက်လာပြီနှိပ်လိုက်ဒီနေရာလေးမှာနော် URL ဆိုတဲ့နေရာလေးမှာထည့်ရမှာနော်ဒီရစာလေးကိုဖြောက်လိုက်ရစာတွေကိုဒီချက်ချေကလေးနဲ့ဖြောက်လိုက်နော်ဒီဟာလေးကိုနှိပ်လိုက်နော်ဖြောက်လိုက်ပြီးရင်ဒီနေရာမှာတွေ့လားဒီမှာ link ပါလာနော်ကျွန်တော်ရဲ့ TikTok link ဒီထဲမှာပါလာခုန copy ကူးလိုက်တာဒီထဲရောက်လာတယ်နော်ဒီဟာလေးကိုတစ်ချက်ဖိလိုက်ဒီထဲရောက်သွားဒါ TikTok link ပဲနော်သူထဲရောက်သွားပြီနော်link ချပြီးသွားပြီဆိုရင်ဒါတွေကဘာမှမလုပ်နဲ့ရတယ်နော်ဘာမှမဖြစ်ဘူးဟိုပြောင်းနေတော့ပြောင်းနေရတယ်ပြီးလို့ရှိရင်ဒီအောက်မှာ done ကိုနှိပ်လိုက်နော်မဟုတ်ဒီကျန်တဲ့ဟာတွေလည်းထည့်လို့ရသေးတယ်နော်ဒါအရင်ဆုံး done နှိပ်ကြည့်လိုက်done ကိုနှိပ်လိုက်ဒီမှာ TikTok ရောက်သွားပြီနော်ဒီမှာ TikTok စီပြတယ်ဒီဟာကိုနှိပ်လိုက်ရင်ကိုယ့်ရဲ့ TikTok site TikTok profile ကိုရောက်သွားမှာနော်ပြီးရင် Facebook ဒီမှာနော် Facebook ထည့်မယ်Facebook နေရာကိုတစ်ချက်နှိပ်လိုက်ဒီမှာကြည့်အောင်နော်သူကပြတာဒီမှာလွယ်နေရဆိုလို့ရှိရင်ဟိုဒီညားလေးကိုနှိပ်လိုက်နော်ညနှိပ်လိုက်ပြီးတော့ကိုယ် Facebook နေရာကိုနှိပ်နော် Facebook နေရာကိုဖွင့်လိုက်ဒါဆို Facebook နေရာကိုဖွင့်သွားပြီဒီမှာ label Facebook ပဲရေးလိုက်ပါနော်ကိုယ်ရဲ့ရေးပြီးသွားလို့ရှိရင်ကျွန်တော်တို့ကဒီနေရာမှာ Facebook link ကိုထည့်ရမှာနော်အဲ့တော့ကျွန်တော် Facebook ကိုပြန်သွားမယ်ကိုယ့်ရဲ့ Facebook စီသွားလိုက်နော်ဒီမှာကိုယ့်ရဲ့ Facebook ဒီမှာကိုယ့်ရဲ့ link ကိုသွားယူပါမှာနော် Facebook link ကို copy လုပ်အောင်အဲ့ဆိုဟို link ယူတဲ့နေရာကိုဝင်မယ်ကိုယ့်ရဲ့ profile အရှိဆုံးစာမျက်နှာကိုတောင်းမယ်ပြီးရင်ကျွန်တော်တို့ကဒီနေရာဟုတ်ပါဘူးsetting sorry Facebook ဟောဒီမှာဒီစက်ကလေး30စက်ကလေး30နေလိုက်ရင်ဒီအောက်မှာ link ဒီမှာ copy ယူလို့ရတယ်နော်ဒီကိုယ့်ရဲ့ profile link ဒါကိုနှိပ်လိုက်ဒါ Facebook ရဲ့ link ကို copy ယူလိုက်ပြီနော်ဒါဆိုရင်ကိုယ့်ရဲ့ပြန်သွားလို့ရပြီဟိုဘက်ကိုပြန်ထွက်ခုန Chrome နဲ့ကိုပြန်သွားမယ်နော်Chrome နဲ့ကိုဒီမှာ Chrome ကိုပြန်သွားမယ်Chrome ထဲမှာဒီထဲမှာကျွန်တော်တို့ Facebook link ကိုချမှာနော်ဒီရစာကိုဖြတ်လိုက်နော်ဒါ Facebook ပြီးရင်ဒီထဲက Facebook link ကိုချလိုက်မယ်နော်ဒါဆိုရင် Facebook link ချပြီးသွားပြီdone နှိပ်လိုက်နော်ဟုတ်ပြီဒါဆိုဒီမှာကျွန်တော်ရဲ့ Facebook link ရောက်သွားပြီနော်ဒါ
Instagram ရှိရင် Instagram ထည့် X တို့ပါရှိရင် X တို့ထည့်နောက်ဒီထဲမှာမရှိရကိုက YouTube ထည့်ခြင်းနဲ့ဥပမာထားပါတော့ YouTube ထည့်ခြင်းနဲ့ဆိုလဲဒီထဲဟာကိုပဲနှိပ်လိုက်နော် Facebook ဒီကွက်လေးကိုပဲနှိပ်လိုက်လို့ရှိရင်သူကဒီဒါလေးကိုပိတ်လိုက်ဒီမှာ add ဆိုရေးတာတွေ့လားဒါအပေါ်ထည့်တာပေါ့နော်သူ့ထဲမှာမရေးထားပြီမဲ့ကိုကထပ်ထည့်လို့ရတယ်ဒီ add ကိုနှိပ်လိုက်နော် add ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကbottom ဒီမှာ label ကို YouTube လို့ပြောင်းလိုက်နော် label ကို YouTube YouTube နော် YouTube လို့ပြောင်းလိုက်ပြီနော် icon ဒီမှာ icon ကကြတော့ကိုကရွေးပေးရအောင်သူ့ထဲမှာပါပြီးသားနော်ကိုကအဲ့နဲ့တင့်လျော်တဲ့ဟာကိုရွေးလိုက်နော်ဒီထဲမှာဆွဲတင်ကြည့်ကိုလိုချင်တော့တစ်ခုခုပေါ့နော်ပါပဲပြပေါ့အဆင်ပြေမဲ့ဟာပေါ့ YouTube နဲ့ live ဖတ်မဲ့ဟာပေါ့ upload တို့ပါလို့လည်းရတယ်နော်ခဏလေးနော်ဒီမှာကျွန်တော်ပြန်ရှာလိုက်မယ်ရန်ဝေးနေဒီထဲမှာကျွန်တော် download ကိုကြိုက်တာတစ်ခုခုထည့်လိုက်ပါနော်ကျွန်တော်ကလောဆယ်ဒီ download ဒီမြားလေးပဲထည့်လိုက်ဥပမာပေါ့နော် YouTube download ဒီမှာကျွန်တော်ကဒီ URL ထဲမှာ YouTube ရဲ့ link ကိုထည့်ပေးရမှာနော်ကိုယ့်ရဲ့ YouTube ကိုသွားလိုက်မယ်နော်ကိုယ့်ရဲ့ YouTube ကဘယ်မှာလဲဆိုတော့ဒီဟာလေးကိုနှိပ်လိုက်ပြီးသွားရင်ကိုယ့်ရဲ့ YouTube တွေကိုသွားမယ်ဒီကိုနှိပ်နော် YouTube တွေကိုသွားလိုက်ကိုက YouTube channel ထောင်ထားဆိုရင်တော့အဲ့ link ကိုထည့်ပေးရမှာနော်ပြီးရင်ကိုယ့်ရဲ့ channel တွေကိုဝင်လိုက်ကိုယ့်ရဲ့ channel တွေကိုဝင်ပြီးတော့ဒီမှာကျွန်တော် YouTube ရဲ့ link ကိုကူးမယ်နော် YouTube ရဲ့ link ကဘာမှလဲဆိုတော့ဒီပုံမှာ30နေလိုက်ဒီမှာ share ဆိုတာရှိရနော်ဒါလေးကိုတစ်ချက်ပြီးလိုက်ညားလေးကိုဒီမှာ copy link နော်ဒီမှာတက် copy link ဒါ YouTube ရဲ့ link ကို copy လုပ်တာနော်ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးဒီမှာဆို copy ဖြစ်သွားပြီအဲဆိုရင်ကျွန်တော်က Chrome နဲ့ကိုပြန်သွားလိုက်နော် Chrome နဲ့ကိုပြန်သွားလိုက်ဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့ YouTube link ကိုချလိုက်မယ်နော်ဒီဟာ sorry ဒီဟာလေးကိုတစ်ချက်နှိပ်ရမှာအဲဒီကိုဒီမှာ back key နဲ့ဖြတ်လိုက်မယ်ပြီးရင်ဒီထဲက YouTube link ကိုထည့်လိုက်မယ်နော်ဒါဆိုရင်ကျွန်တော်က YouTube link လည်းချပြီးသွားပြီပေါ့နော်ပြီးရင်ဒီမှာ done ကိုနှိပ်မယ်နော်ဒါဆိုဒီမှာ YouTube ပြလာပြီနော် YouTube ရှိပြီ Facebook TikTok ရပြီနော်အကုန်လုံး email တွေပါထည့်ခြင်းလည်းရတယ်ခုနအတိုင်းပဲဒီ add ဆိုတဲ့နေရာကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့label တစ်ခုထားကို email ဆို email ထားပြီးကိုရဲ့ email link ကိုအဲ့မှာချလို့ရတယ်နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က YouTube တို့ Facebook တို့ TikTok တို့ဒီမှာတစုတည်းကျွန်တော်တို့ကချိတ်ဆက်ပေးထားတာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီဟာကိုဒီတိုင်းထွက်လို့မရဘူးเนาะအဓိကဒါအရေးကြီးရเนาะကျွန်တော်တို့က link တွေထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီ asset ကလေးမြင်းချောင်းလေး၃ချောင်းကိုနှိပ်လိုက်เนาะအဲ့ဒီမှာအရေးကြီးတာဒီမှာ publish လုပ်ရမှာเนาะဒီဟာလေးဒီဟာလေးကသူက save လိုက်မှာဒီ publish ကိုနှိပ်ရမှာဒါကိုမေ့ပြီးတော့ထွက်လိုက်လို့ရှိရင်ကျွန်တော်တို့အကုန်ပြတ်သွားပြီเนาะအသစ်ပြန်လုပ်ရလိမ့်မယ်ဒါဆိုဒီဟာလေးကိုနှိပ်လိုက်เนาะ publish publish မှာ तू ကဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ဟိုပါပေါ့နော်ခုနဟိုပါပေါ့ link နာမည်ပေါ့နော်ဒီဟာကိုစုစည်းထားတဲ့ link ရဲ့ code တစ်ခုဒီမှာရေးပေးရမှာနော်ကိုယ့်ရဲ့နာမည်စိုက်တာရေးလိုက်နော်ဒီမှာရေးမှာနော်ကျွန်တော်ကတင်အောင်လေးဒီsorry
AUNGO sorry နှလုံးလို့ဖြစ်ဒီအောင်လေးဒါဆိုသူကရတာဆိုဟောဒီမှာရတယ်နော် available ဆိုတာဒီရောက်မှာတိတ်လား available ဆိုရတယ်ကျွန်တော်တို့ကဒီဟာကိုရေးလို့ရှိရင်ဒီအောင်လေးထပ်ချက်လိုက်နော် checking ရတယ်နော်ဒီဟာကျွန်တော်ရဲ့နာမည်နဲ့တွေ့ပြီးရတယ်ကျွန်တော်တို့ကဒီ link ကိုရေးမယ်ဆိုရင်တင်အောင်လင်း .cardgo ဆိုတာတွေ့လားနော်ဒီလိုလေးတွဲရေးရမှာနော်ဒီလိုလေးတွဲရေးလို့ရတယ်နော်ဒါလေးကိုနှိပ်လဲရတယ်ဒီထဲမှာကြိုက်တဲ့ပုံစံရေးလို့ရတယ်နော်ကျွန်တော်ကဒီ cardgo ဆိုပြီးတော့ပဲဒါလေးကိုပဲရွေးလိုက်တယ်နော်ဖိုးမောက်ကြိုက်တာရွေးလို့ရတယ်ဒီမှာနော်ကျွန်တော်ရပါပြီဒီမှာလည်း title တစ်ခုရေးလိုက်မယ်နော်ကိုနာမည်ပဲရေးလိုက်မယ်အားလည်းပြောနော် sharing ဒီ publish ကိုနှိပ်လိုက်နော်ဒီဟာလေးကိုနှိပ်မယ်နော်အားလုံးပြီးသွားပြီဆိုရင်ဒါလေးကိုနှိပ်လိုက် publish ကိုနှိပ်လိုက်လို့ရှိရင်go to background usingဟောဒီ background ပေါ့နော်ဒီအနောက်ကအရောင်ထည့်ခိုင်းတာကျွန်တော်ကဒီဟာထပ်နှိပ်လိုက်မယ် upload ကိုရီးယားတခုထည့်လိုက်ရတယ်เนาะဒီကျွန်တော်နောက်ကရှုကင်းလေးထည့်လိုက်လည်းရတယ်ကန်းကြီးတို့ပေါ့ကျွန်တော်ဒါလေးထည့်လိုက်မယ်เนาะပြီးရင် down ကိုနှိပ်ဒီမှာကျချဲ့လိုက်เนาะကိုကြိုက်တယ်လို့ချဲ့လိုက်စိုက်ကြီးထည့်လိုက်ပြီးသွားရင်ဒီအမှတ်လေးချက်လိုက်เนาะပြီးရင်ထည့်ပေးလိုက်မယ်ခဏစောင့်မယ်ပြီးရင် down ကိုနှိပ်လိုက်နော်ဒါဆိုရင်တော့เนาะကျွန်တော်တို့က background ပုံလေးနဲ့လှလှလေးဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ကျွန်တော် publisher ကိုပြန်သွားလိုက်မယ်တော့ထွက်တိုင်းဒါလေးကိုနှိပ်ရမယ်เนาะ publisher ကိုနှိပ်လိုက်ဒီမှာ down publish ဒါဆိုလို့ရှိရင်ကျွန်တော်ရဲ့ link ရသွားပြီပေါ့နော်တစုတစည်းရဲ့လောက်ထား link လေးရသွားပြီဒါဆိုရင် okay เนาะဒီမှာ view site ပြန်ကြည့်လို့ရတယ်ဒါကျွန်တော်တို့တုံးအောင်မှာဒီဟာလေးเนาะတင်အောင်လင်း cut ကိုတို့မတို့ကလည်းကိုနာမည်နဲ့တွဲပြီးတော့ကြိုက်တယ်လို့လုပ်လို့ရတယ်เนาะနှိပ်လိုက်မယ် okay ရပြီเนาะဘုမဒါထွက်လိုက်လို့ရတယ်ဘာမှမဖြစ်ဘူးပြရှာပြီးသွားရင်เนาะကျွန်တော်တို့က link ချတာဘယ်မှာချလို့ရလဲဆိုရင်အဲဒီခုနဟာကိုယ့်ရဲ့နာမည်ကိုကျွန်တော်တို့ရဲ့ဒီ Facebook တို့ TikTok တို့ကျွန်တော် link ချတဲ့နေရာမှာအဲ့ဒါလေးကိုချလိုက်တာ ਨੇ ကျွန်တော်တို့ကကိုယ့်ရဲ့ဟိုပါဘောเนาะ social media platform တွေကတစုတစည်းရဲ့ ਨੇ ကျွန်တော်တို့ရဲ့မိတ်ဆွေတွေဆက်သွယ်လွယ်ကူသွားတာပေါ့เนาะကျွန်တော်တို့ကဒီနေရာလေးမှာ link ချအောင်เนาะဒီနေရာလေးမှာကိုယ့်ရဲ့ဟိုဟာကိုလာကြည့်လိုက်ပေါ့ဒါဘယ်လိုရေးလဲဆိုလို့ရှိရင်ကျွန်တော်ကဒီ edit ကိုနှိပ်လိုက် edit ကိုနှိပ်လိုက်ရင်ကိုယ့်ရဲ့ profile edit ပြီးသွားရင်ဒီထဲမှာဒီဟိုဟာလေးကိုเนาะခဲတံလေးကိုထပ်နှိပ်လိုက်ရင်ဒီမှာကိုစိတ်ကြိုက်ရေးလို့ရတယ်เนาะအဲ့ရေးတဲ့အထဲမှာကိုယ့်ရဲ့ဒီကိုလုတ်ထားတဲ့ link လေးကိုဒီမှာရေးထည့်လိုက်เนาะအဲ့ဆိုလို့ရှိရင်သူက bio ကိုရောက်သွားပြီပေါ့เนาะကျွန်တော်တို့ဒီကိုယ့်ရဲ့ profile ကိုကြည့်ရင်ဒီ link ကိုတွေ့နေရတယ်เนาะပြီးရင်ဒီဟာကိုနှိပ်ပါဆက်သွယ်ပါပေါ့เนาะကျွန်တော်ကိုဆက်သွယ်ပါဒါတွေရေးလို့ရတယ်เนาะဒါလေးကိုတစ်ချက်နှိပ်လိုက်တာ ਨੇ ကိုယ့်ရဲ့ link တွေကိုရောက်သွားတော့เนาะအဲ့ဒီမှာကိုအားလုံးစုစည်းထားတယ်တစုတစည်းတည်းဖြစ်သွားတော့เนาะဒါအရေးကြီးရတော့ဘာလို့ဆိုတော့ကျွန်တော်တို့က social media platform မှာကိုယ့်ရဲ့ platform တွေတစ်ခုချိတ်ဆက်ပေးထားတာအရန်ကိုထိရောက်တယ်ဘာလို့ဆိုတော့ကိုယ့်ရဲ့ audience တွေကကိုယ့်ရဲ့ platform တွေကိုလှည့်ပတ်ပြီးကြည့်လို့ရတယ်เนาะကိုယ့်တွေကဘလို့မှသူကထွက်မသွားတော့လွတ်မသွားတော့ဘူးเนาะ
ကိုယ့်ရဲ့ site တွေတစ်ခုပြီးတစ်ခုဝင်လေ့လာလို့ရတယ်ကိုယ့်အချိန်မြေကြိုက်တဲ့နေရာနဲ့ဆက်သွယ်လို့ရတယ်နော်ဒါအရန်ကောင်းတဲ့ plan လေးနော်အားလုံးလိုက်လို့ကြည့်နော်အဆင်ပြေကြပါစေ